တမန်ကျမ်းစာအရာ Apocalypse လို့ခေါ်တဲ့ကမ္ဘာပြည့်ခြင်းဆိုတာဘယ်လိုမျိုးလဲဒီနေ့မှာတော့တမန်ကျမ်းစာအရာကမ္ဘာကြီးပြည့်သုံးသွားမဲ့ကြောက်စရာအကောင်းဆုံး prophecy 10 ချက်အကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1 ခရစ်တော်အယောင်ဆောင်သောမိစ္ဆာ prophet များပေါ်ပေါက်လာခြင်းမဿဲအခန်းကြီး24ငွေ9မှာယေရှုကလူတွေကိုလှည့်စားမဲ့မိစ္ဆာ prophet တွေပေါ်လာမယ်လို့သတိပေးထားပါတယ်။လူတစ်ယောက်ကသူဟာ chosen one true holder လို့လူတွေကိုပြောပြီးတော့ influence လုပ်တာမျိုးလား။ဒါမှမဟုတ် spiritual deception အကြီးစားတစ်ခုလား။တကယ်လို့ Messiah အယောင်ဆောင်တစ်ယောက်ကသူဟာကက်တင်ရှင်ဆိုပြီးမိတ်ဆွေတို့ရှိပေါ်လာရင်ရောမိတ်ဆွေတို့အနေနဲ့ခွဲနိုင်ပါမလား။နံပါတ်2အစာရေစာငမွတ်ခေါင်ပါခြင်းမဿဲအခန်းကြီး24အငယ်ခွန်မှာပြောထားတဲ့အတိုင်းဒီနေ့စားစရာရှားပါသွားရင်လူတွေဘယ်လောက်ထိဖန်နေဖြစ်သွားလဲဒါမှမဟုတ်ရုတ်တရက်မနှက်ဖြန်မှာမိတ်ဆွေတို့အတွက် food supply တစ်ခုလုံးပြတ်သွားရင်ရောဘယ်လိုပြောင်းလဲသွားမလဲဒီနေ့ပတ်စံတွေအရန်ချမ်းသာပြီးစားစရာမရှိတော့ရင်ဘယ်လိုဖြစ်သွားမလဲနံပါတ်3ကက်ယောဂဆိုများကြောက်ရောက်ခြင်းကဘာကြီးမပြတ်ခင်ဒီတန်ပေါင်းများစွာကိုသိစေနိုင်တဲ့ကက်ယောဂဆိုတွေကြောက်ရောက်မယ်လို့ပြရိတ်ကျန်ခန်းကြီး6အငယ်8မှာဖော်ပြထားပါတယ်ဒီနေ့မှာကိုဗစ်ထက်ကြောက်စရာကောင်းတဲ့ယောဂတစ်ခုခုပေါ်လာပြီးတော့အစပိုင်းမှာဘာမှမဖြစ်ရဘူးလို့မထင်ရပေမဲ့မြို့တစ်မြို့ပြီးတစ်မြို့နိုင်ငံတစ်နိုင်ငံပြီးတစ်နိုင်ငံစီးအောင်တွေပါပြည့်သွားတဲ့ဒီဖြစ်သွားခဲ့ရင် disease တွေ pandemic တွေကြောင့်ကျွန်တော်တို့လူသားတွေအသက်အများကြီးဆုံးရှုံးသွားနိုင်ပါတယ်နံပါတ်4လူသားတွေရဲ့ချစ်ချင်းမေတ္တာခေါင်းပါလာခြင်းဒီနေ့မှာလူတွေကတယောက်ကိုတယောက်ချစ်ချင်းမေတ္တာတွေဂရုဏာစိတ်တွေပျောက်သွားခဲ့ရင်တော့ဒါကကမ္ဘာပြတ်မဲ့လက္ခဏာလားခုလိုဖြစ်ကြီးမှတော့မှတယောက်ဒုက္ခရောက်နေတာကိုတခြားတယောက်ကစခရိုးလုပ်ပြီးကြော်သွားတဲ့ခေတ်ကြီးဖြစ်နေပါပြီလူတွေဟာ selfish ပိုဖြစ်လာမယ် empathy နည်းလာမယ် hate betray violence ဆိုတဲ့မကောင်းမှုတွေပဲပိုများလာမယ်လူတွေဟာတကယ်ပဲချစ်ချင်းမေတ္တာစိတ်ပျောက်သွားခဲ့ရင်ကမ္ဘာကြီးကခုပြောတဲ့ disaster တွေ pandemic တွေထက်တောင်မှပိုပြီးတော့ကြောက်ဖို့ကောင်းလာနိုင်ပါတယ်နံပါတ်5စစ်ပွဲများလူမျိုးတစ်မျိုးနဲ့တစ်မျိုးနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံတစ်ဖက်ကြနေလို့လူကအခန်းကြီး27အငယ်30မှာဖော်ပြထားပါတယ်ခုနပြောခဲ့သလိုပဲလူတွေကအကျဉ်းတရားကင်းမဲ့လာပြီးလောဘဒေါသမောဟတွေနဲ့မနှက်ပါဖြစ်မလဲဆိုတာကြုံမသိတဲ့ကျွန်တော်တို့ကဘာကြီးထဲမှာစစ်တွေနေတိုင်းဖြစ်နေခဲ့သိချပါတယ်ဒါကကဘာကြီးပြတ်သုံးတော့မယ်ဆိုတာပါပဲနံပါတ်6နတ်ဆိုရဲ့သင်္ကေတ666ကျမ်းစာထဲမှာနောက်ဆုံးနေ့ရက်တွေနဲ့ဆိုင်တဲ့ Blue Mystery ရဲ့ဖြစ်တဲ့ sign တစ်ခုရှိတယ်အဲ့ဒါကတော့ယာရိတ်ကျမ်းအခန်းကြီး73အငယ်16မှာဖော်ပြထားတဲ့ Mark of the Beast နတ်ဆိုရဲ့သင်္ကေတလို့ခေါ်တဲ့666အကြောင်းပဲဖြစ်ပါတယ်666ကိုတော့မိတ်ဆွေက Christian တယောက်မဟုတ်ရင်တော့ကြားဖို့မယ်လို့ယုံကြည်ပါတယ်ဇက်ကားတွေ music video တွေကအစသတင်းတဲ့အထိပါနှစ်ပေါင်းများစွာဒီဘေးလို့ညှင်းခုန်နေကြတဲ့နံပါတ်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ Christian တွေအနေနဲ့ကတော့နတ်ဆိုရဲ့နံပါတ်နတ်ဆိုရဲ့သင်္ကေတလို့မှတ်ယူထားပေမဲ့တချို့ကတော့ hidden meaning ဒါမှမဟုတ်ခုတ်နံပါတ်တစ်ခုလို့ပဲမြင်ကြပါတယ်မိတ်ဆွေအနေနဲ့ရော666ကိုလူတွေရှောက်ထင်ထားတဲ့ symbol သင်္ကေတတစ်ခုလို့ပဲမြင်လားဒါမှမဟုတ်ကြောက်စရာကောင်းတဲ့နတ်ဆိုသင်္ကေတလို့မြင်လားဒါပေမဲ့ဒီနံပါတ်ဟာဒီလိုနံပါတ်တွေထားတော့ပိုပြီး mystery ဆန်ပါတယ်နံပါတ်9နေလကျေတို့ရဲ့နမိတ်များကဘာကြီးမပြတ်ခင်နေလကျေတွေရဲ့နမိတ်တွေဟာပြောင်းလဲသွားမယ်လို့လုကာအခန်းကြီး27ငွေ25မှာဖော်ပြထားပါတယ်ဒီနေ့ရာသီဥတုတွေဖောက်ပြန်ပြီးတာယာနေတဲ့ကောင်းကင်ကြီးနေကျက်ပြီးမင်းနဲ့လာမယ်လမင်းကြီးကလည်းအနီရဲလာမယ်ကျေတွေကျွေပြီးဂျိုတွေတစ်ခုနဲ့တစ်ခုတိုက်ခတ်မိမယ်ဒီလိုနေ့မျိုးသားရောက်ခဲ့ရင်မိတ်ဆွေတို့အနေနဲ့နောက်ဆုံးသောနေ့ရက်တွေရောက်လာပြီဆိုတာသတိထားမိမလားနံပါတ်10ပင်လယ်ထဲကသားရဲတစ်ကောင်ဗျာဒိတ်ကျန်အခန်းကြီး73အငယ်1ထဲမှာပင်လယ်ထဲကနေထွက်လာတဲ့ mysterious beast ဆိုတဲ့သားရဲတစ်ကောင်အကြောင်းပြောထားပါတယ်ကျမ်းစာအရတော့အဲ့ဒီသားရဲမှာ authority နဲ့ power ရှိတယ်လို့ဖော်ပြထားပါတယ်အကြောက်တရားနဲ့အာဏာကိုလည်းအုပ်စိုးတဲ့သူဖြစ်တယ်လို့ဖော်ပြထားပါတယ်ဒါကိုလည်းကျန်တဲ့ပုဂ္ဂိုလ်တချို့ကယနေ့ထိတိုင်လေ့လာနေကြဆဲပါဒါပေမဲ့အဲ့ဒီသားရဲကကြောက်စရာကောင်းတဲ့ creature မိစ္ဆာတစ်ကောင်လားဒါမှမဟုတ် power အာဏာကြီးမားတဲ့လူတစ်ယောက်လားဆိုတာမိတ်ဆွေရောဘယ်လိုမြင်ပါသလဲနံပါတ်9 The Great Earthquake ကဘာကြီးတုန်ခါမှုပုံမှန်ကျွန်တော်တို့တွေ့နေရတဲ့ကပ်ဘေးဆိုးကြီးတစ်ခုဖြစ်တဲ့ငလျင်တွေထက်အဆမတန်ကြီးမားတဲ့မြေငလျင်ကြီးတစ်ခုဖြစ်မယ်လို့ကျမ်းစာကဗျာဒိတ်ကျမ်းအခန်းကြီး6ငွေ7နှစ်မှာဖော်ပြထားပါတယ်ရုပ်ရှင်ဇာတ်ကားတွေထဲမှာတွေ့နေကြအတိုင်းလမ်းတွေကွဲထွက်အဆောက်အဦတွေပြိုကျပြီးမိနစ်ပိုင်းအတွင်းမှာလူတွေအားလုံးပျောက်ကွယ်သွားနိုင်ပါတယ်ဒါပေမဲ့တစ်ခုရှိတယ်အဲ့လိုမျိုးသာဖြစ်ခဲ့ရင်ဒါဟာဝယ်နေလားဒါမှမဟုတ်အဆုံးသက်လားမိတ်ဆွေရဘယ်လိုမြင်ပါသလဲနံပါတ်10 Final Judgment နောက်ဆုံးတရားစီရင်ခြင်းကျမ်းစာထဲကဗျာဒိတ်ကျမ်းအခန်းကြီး20အငယ်7မှာလူတိုင်းကဒီနေ့မှာ Final Judgment ကိုကြုံရမယ်လို့ပြောထားပါတယ်မိတ်ဆွေရဲ့တဘောကလုံးဖုံးဝယ်ထားတဲ့အရာတွေမကောင်းတဲ့အရာတွေကောင်းတဲ့အရာတွေရောအဲ့ဒီ Final Judgment နေ့မှာအားလုံးဖွင့်ချခံရပါလိမ့်မယ်အဲ့ဒီနေ့မှာမိတ်ဆွေလုပ်ခဲ့သမျှအရာအားလုံး
reveal ပြန်ပေါ်လာရင်မိတ်ဆွေအနေနဲ့ ready ဖြစ်နိုင်မလားကဲဒါတွေကတော့တမန်ကျမ်းစာအရာကဘာကြီးပြတ်သုံးသွားမဲ့ကြောက်စရာအကောင်ဆုံး prophecy 10ချက်အကြောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောဘယ်လိုမြင်ပါသလဲ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်